ဒီနေ့ကတော့တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ရဲ့ product တစ်ခုဖြစ်တဲ့ဆိုးလ်ကုမ္ပဏီကထုတ်လုပ်တဲ့ဆိုးလ် wireless cable made in Korea လေးကိုဒီမှာမိုးရေလေးတွေနှင်းဆက်လေးတွေကြားထဲကနေပြီးတော့မှကြော်ညာပြစေရှင်။ကျမကတော့စံညွှန်မြင့်ကုမ္ပဏီရဲ့မြန်မာပြည်တူတဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဆိုး wireless cable ရဲ့မြန်မာပြည်တူတဲ့ကိုယ်စားလှယ်ဖြစ်တဲ့ managing director ဖြစ်ပါတယ်။အခုကျမရောက်ရှိနေတာကတော့တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာဖြစ်ပါတယ်။ကျမရဲ့ product နာမည်က SOLT SOLT wireless NAS cable ပါ။ဒီ cable လေးကို NAS ကိုခေါ်ဖို့အတွက်တည်တံ့ထားပေးတာဖြစ်ပါတယ်။ဆေးရုံတွေမှာ private ဆေးရုံမှာပဲဖြစ်ဖြစ်ဒီအစိုးရဆေးရုံမှာပဲဖြစ်ဖြစ်ဒီဆိုး wireless cable လေးကိုအသုံးပြုလို့ရပါတယ်ရှင်။ဒါကတော့ made in Korea ပါ။